အကားစ်မီပါဒီနေ့ကတော့ကျွန်တော်တို့မိသားစုငရှင်းကင်သွားစားမှာပါဆရာကြီးကတော့ကားစီရင် view ကြည့်ပြီးတော့ငြိမ်နေပါတယ်ဒါကတော့ငရှင်းကင်နဲ့တွဲစားမဲ့ side dish တွေပါဒီဆိုင်ရဲ့ signature အနေနဲ့ဂျင်းစီ split မှလည်းတိုက်ခဲ့ပါတယ်အဲ့ဒါကတော့လူကြီးတွေအတွက်ကျန်းမာရေးကောင်းတယ်ပေါ့နော်ကျွန်တော်တို့လည်းအဲ့ဒါတောက်ခဲ့ပါတယ်ဒါတကယ်ပြောရင်ဒီ product ကို marketing ဆင်းတာပါဒီဆိုင်ကနေပြီးတော့ကိုရီးယားမှာရှိတဲ့မြန်မာစားတောက်ဆိုင်တွေနဲ့လည်းအခုလို marketing ကိုအတူယူဖို့ကောင်းပါတယ်ဒီဆိုင်ကတော့ငရှင်းကင်ကိုကျွန်တော်တို့ကိုယ်တိုင်ပေးမကင်ပဲနဲ့သူတို့ကိုယ်တိုင် professional ကြကင်ပေးပါတယ်ဒီမိသားစုအချိန်ပေးဖို့တော်တော်လေးအချိန်မရှိပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အလုပ်က travel and tour ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုရီးယားတပြည်လုံးပတ်ပြီးကားလိုက်မောင်းရတဲ့ဟိုရီတီတွေသွားတဲ့အတွက်ကြောင့်မလို့ဒီမိသားစုကျွန်တော်အချိန်မပေးနိုင်လို့အခုအားရရက်လေးကိုကျွန်တော်တို့အချိန်ပေးပြီးတော့ဒီလိုလေးလာစားတော့ပြတာပါအိမ်တော်ဦးစီးတယောက်ဖြစ်လာရင်ပတ်စံရွေးရှာလို့မရပါဘူးမိသားစုလည်းအချိန်ပေးပြီးတော့ကိုယူရတဲ့အမျိုးသမီးနဲ့ကိုမွေရတဲ့သားသမီးတွေကိုလည်းအချိန်ပေးရပါတယ်ကျွန်တော်လည်းအမြဲတမ်းဖခင်ကောင်းတယောက်ဖြစ်ဖို့အမြဲတမ်းကြိုးစားနေပါတယ်အဲ့လိုနဲ့ငရှင်းကင်လည်းချက်ပြီးဆိုတော့ကျွန်တော်စားဖို့အတွက်ကို sauce ကိုလုပ်နေပါတယ်ဒါကတော့ကျွန်တော်ချင်းနဲ့ပဲငမြရည်နဲ့ပါဒီလိုမျိုးရောပြီးတော့ငရှင်းကင်နဲ့လိပ်ပြီးစားရင်တော်တော်လေးစားလို့လိုက်ကောင်းပါတယ်စပွဲပေါ်မှာအရက်၃မျိုးပေးတာပါတယ်ကျွန်တော်တစ်မျိုးပြီးတစ်မျိုးပြီးနဲ့စားပြပါမယ်အခုပထမဆုံးစားမယ့်အရက်ကတော့ကျွန်တော်လည်းနာမည်မသိပါဘူးဒါပေမဲ့ဒီအရက်ကတော့စိမ့်ရှည်ရှည်လေးတော်တော်လေးစားလို့ကောင်းခဲ့ပါတယ်ဒါကတော့ဒုတိယမြောက်အရက်ပါဒါကတော့နှမ်းရက်ပါနှမ်းရက်နဲ့လည်းကျွန်တော်စားကြည့်ပါတယ်ပေါ့နော်နှမ်းရက်ကိုလည်းကျွန်တော်ဦးနာ sauce နဲ့ပဲပြန်ပြီးစားကြည့်ပါတယ်နှမ်းရက်ကတော့နည်းနည်းလေးစိမ့်ရှည်ရှည်ဖြစ်ပဲဆိုပေမဲ့လည်းစားလို့တော်တော်လေးလည်းကောင်းခဲ့ပါတယ်နောက်ရက်တစ်ခုကတော့ကရက်ချင်လို့ချင်ထားတဲ့ချင်းစိန်ထဲမှာကျွန်တော်ငယ်ဒီအနှစ်နဲ့စားခဲ့ပါတယ်ငပိတိုးစီရနဲ့စားတဲ့ပါဇက်မို့လို့လာတော့မသိပဲအရွက်နဲ့မဆိုစားလို့ကောင်းနေပါတယ်အရွက်၃မျိုးနဲ့စားပြီးတော့ကျွန်တော်တို့ပေးတဲ့ kimchi နဲ့ပဲပဲမောင်ဟင်းချိုကျွန်တော်တောက်ကြည့်ပါတယ်အရသာကတော့တော်တော်လေးချင်ပြီးတော့ငူတီးမုံနဲ့ရပါတယ်ဆရာကြီးကတော့မိသားစုတင်တာမှာပျော်ပြီးတော့စော့နေပါတယ်လက်တွေထောင်ပြီးညှိပြနေပါတယ်အဲ့ဒါကတော့သူပျော်ရင်လုံနေကြဆိုင်မှာကျွန်တော်အရွက်၃မျိုးစားရတဲ့ပထမဆုံးအရွက်နဲ့ကျွန်တော်တော်တော်လေးကြိုက်လို့အဲ့ဒါကိုပဲကျွန်တော်ထပ်စားပါတယ်ပြီးတော့လည်းအဲ့ဒါကိုပဲကျွန်တော်ထပ်ပြီးတော့စားမှာပါအခုလိုမျိုးငရှင်းကင်ကိုဘောနော်ဂျင်းနဲ့စားတာတော်တော်လေးကိုအရသာလေးကတော်တော်လေးလိုက်ဖက်ပါတယ်အိမ်မှာအားရင်လည်းကင်စားကြည့်ပါအကယ်လို့ကိုရီးယားလာလေငရှင်းကင်စားခြင်းနဲ့ဆိုရင်လည်းကျွန်တော်ကိုလှမ်းပြီးဟယ်လိုလုပ်လိုက်ပါကျွန်တော်လမ်းညွှန်ပေးပါမယ်စားကောင်းတဲ့ဆိုင်လေးကိုကျွန်တော်တို့ရီပဲစားပြီးကလေးကိုတည်ရုံလောက်တာမဟုတ်ပါဘူးကလေးကိုလည်းကျွန်တော်တို့ကြွေးပါတယ်ကလေးကိုလည်းကလေးစားထည့်လာတာပါ